အိမ်မှာနေတဲ့ကလေးမလေးအန်တီမော်သူခိုင်းတဲ့အပြိုရွယ်လေးတွေတေးဘူးသွန်ရတယ်မိကျွေထိုးရတယ်အိယာလာခင်းရတယ်အပြိုတွေလားအအိုတွေလားအငယ်တွေလားအကြီးတွေလားအနှိုးမျက်နှုကြိုက်တယ်ဆိုတာအဲ့ဒါပဲလေအဲ့တော့အဲ့ဒီအိမ်ရှင်အကြီးကအဲ့ဒီခိုင်းနေတဲ့ဟာလေးတွေကဒါလေးတွေကိုကြံမယ်စီမယ်ဆိုရင်လွယ်ကူလားခက်ခဲလားဒါမြတ်ဆက်ကြဆရာတော်ဘုရားကြီးဆုံးမတာဟေးအောင်နဲ့နှံကောင်မီးဖုံမစားနဲ့ခြံစည်းကိုထင်းမခွေနဲ့ဟာဖုံဖုံတပြည့်တော့မသိပါဘူးဗျာမိတ်မောင်ခြံစည်းကိုထင်းခွေတယ်ဆိုတာဝန်ထမ်းကမင်းတို့အတွက်အကျိုးပြုအောင်လုပ်ပေးတာလူကိုအန်ဒီရမများအောင်စီယိုကာပေးထားတာတဲ့အဲ့ဒီစီယိုကိုအလွယ်တကူထမင်းချက်ချင်းဟင်းချက်ချင်းနဲ့စီယိုကိုထင်းခွေပြီးတော့ထင်းဆိုင်လိုက်ရင်ထင်းဆိုတာတောတဲ့သွားခွေရတာကွာတဲ့ခြံစည်းကိုထင်းခွေတော့ဒီအပေါက်ဖြစ်တော့မင်းတဲ့ရန်သူတွေဝင်ပြီပေါ့တဲ့အဲ့တော့ကိုယ့်အိမ်ကခိုင်းနေတဲ့အားလေးတွေကိုဝန်ထမ်းလေးတွေလွယ်ကူဝန်ထမ်းဆိုဟဲ့ငါအခန်းထဲလာအောင်ဆိုလာရတာပေါ့ဒါမိန်းကလေးပဲအတူတူပဲလေမိန်းကလေးကယောက်ျားလေးဝန်ထမ်းနဲ့မိန်းကလေးလုပ်ငန်းရှင်ကယောက်ျားလေးဝန်ထမ်းနဲ့ဖောက်ပြန်ရင်ဒါခြံစည်းကိုထင်းခွေတာယောက်ျားလေးလုပ်ငန်းရှင်ကမိန်းကလေးဝန်ထမ်းနဲ့ဖောက်ပြန်ရင်လည်းခြံစည်းကိုထင်းခွေတာဒါတွေကရှားပါပေါ့နော်မေတ္တာပါလာလို့ဘာညာတက်လုံးပေါင်းလို့ဒါတွေကတော့မပြောလို့ပေါ့ဒါပေမဲ့အလွယ်တကူပေါ့နော်ဟိုနီးစပ်လို့ရှင်ပါတာတွေလုပ်လို့မရဘူးဦးလေးတို့ဆိုခေမတွေကိုလက်ထဲအပြူဖြစ်တယ်ဝန်ထမ်းတွေကိုလက်ထဲဖြစ်တာအများကြီးပဲဒါတွေကိုကိုသားသမီးလိုပဲသဘောထားမင်းတို့တွေလည်းကိုလုပ်ငန်းတူချင်းလဲဒါတွေကိုတခါတည်းဆုံးမလဲမန်နေဂျာဖြစ်တယ်ကိုကကြာတူးကြည့်တယ်ဝန်ထမ်းနဲ့အလွယ်တကူဇလန်းမရှုပ်နော်အဲ့ဒါဒီဘာလို့တာတော့ခြံစည်းကိုချင်းကို